တဲကန်နာရာမှာဖြတ်လာတဲ့တငယ်ချင်းနှစ်ယောက်ဟာစကားများကြပြီးတယောက်ကနောက်တစ်ယောက်ကိုရိုက်လိုက်ပါတယ်။အရိုက်ခံလိုက်ရတဲ့တငယ်ချင်းဟာနာကျင်ပေမဲ့ဘာမှပြန်မပြောပဲဒီနေ့ငါအချစ်ဆုံးတငယ်ချင်းကငါ့ကိုပါရိုက်လိုက်ကြလို့တဲပေါ်မှာရေးခဲ့ပါတယ်။ဒီလိုနဲ့ဆက်လျှောက်လာရင်အိုအေးစစ်တစ်ခုကိုတွေ့တော့တငယ်ချင်းနှစ်ယောက်ဟာရေးစင်းကူးကြပါတယ်။ရိုက်လိုက်တဲ့တငယ်ချင်းဟာရေကူးနေရင်ရေနဲ့သွားပါတယ်။အရိုက်ခံလိုက်ရတဲ့တငယ်ချင်းကသူ့ကိုရိုက်ခဲ့တဲ့တငယ်ချင်းအသက်ကိုကယ်တင်လိုက်ပါတယ်။ပြီးတော့ကြောက်တုံးပေါ်မှာဒီနေ့နားအချစ်ဆုံးတငယ်ချင်းအသက်ကိုငါကယ်ခဲ့တယ်လို့ရေးပြန်ပါတယ်။ဒီအခါမှာရိုက်ခဲ့တဲ့တငယ်ချင်းကသူ့ရိုက်လိုက်တဲ့တငယ်ချင်းကိုငါကမင်းကိုနာကျင်စေတဲ့အခါမင်းကတဲထဲမှာရေးခဲ့တယ်။အခုမင်းကငါအသက်ကိုကယ်တင်လိုက်တဲ့အချိန်မှာဘာဖြစ်လို့ကြောက်တုံးပေါ်မှာရေးတာလဲလို့မေးပါတယ်။အရိုက်ခံမရတဲ့တငယ်ချင်းကဒီလိုပြန်ပြောပါတယ်။တစုံတစ်ယောက်ငါတို့ကိုနာကျင်စေတဲ့အခါလွတ်နဲ့ဖျက်ပစ်နိုင်အောင်တဲထဲမှာရေးထားရမယ်။ဒါပေမဲ့တစုံတစ်ယောက်ငါတို့အပေါ်ကောင်းတဲ့အရာတွေပြုလုပ်တဲ့အခါမှာတော့လွတ်နဲ့မဖျက်ပစ်နိုင်အောင်ကြောက်တုံးပေါ်မှာရေးထိုးထားတင်ပါတယ်တဲ့။မိတ်ဆွေတို့ဘဝမှာကိုယ့်ရဲ့နာကျင်မှုတွေကိုတဲထဲမှာရေးဖို့တင်ယူပြီးကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုတော့ကြောက်တုံးပေါ်မှာပုံဖော်နိုင်ကြပါစေ။